မင်းကလေးတွေကဘယ်လိုယောက်ျားမျိုးတွေကိုရှောင်တက်လဲမင်းကလေးတွေမကြိုက်တဲ့ယောက်ျားအမျိုးအစားတွေကဘယ်လိုမျိုးလဲဒီຢာလေးတွေကိုညှချင်ပါတယ်အချက်9ချက်ရှိပါတယ်နံပါတ်1တစ်ချက်အနေနဲ့မင်းကလေးတွေကစကားများတဲ့အခါမှာကြမ်းတမ်းစွာလက်ချေပါတဲ့သူကိုအလုံးမဲ့ယုံမောင်းပါတယ်တချို့တွေကနည်းနည်းစကားများတာနဲ့ယောက်ျားလေးတွေမှာလေလက်ချေပါပြီးတော့ကိုယ့်ရဲ့အင်အားကိုယ့်ရဲ့ခွန်အားကိုမိမသားတွေကိုညှဉ်းပန်းနှိပ်စက်တဲ့အရာတွေဒီအရာတွေရှိပါတယ်မျိုးသားတိုင်းတော့မဟုတ်ပါဘူးတချို့မျိုးသားတွေကတစုံတစ်ခုစိတ်ကင်းထန်လာတယ်ဒေါသဖြစ်လာပြီဆိုရင်လက်ချေပါတတ်တယ်လူကိုလုံလို့မလို့ရရင်ပစ္စည်းဥစ္စာတွေကိုရိုက်ခွဲတာတွေလုပ်တတ်တယ်တချို့ဆိုရင်ကိုယ့်ရဲ့ချစ်သူသို့မဟုတ်ကိုယ့်ရဲ့ကိုရမ်းချစ်တဲ့သူကိုဘလောက်ပဲချစ်လေဘင်းညက်တာတွေကအစားခြေထောက်နဲ့ကန်တာတွေကအစားထိုးချိတ်တာတွေကအစားလှုပ်ဆောင်တတ်ပါတယ်အဲဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာအမျိုးသမီးတစ်ယောက်အနေနဲ့ရရှိမခံနိုင်ပါဘူးအိမ်အောင်ရေးတည်ပြီးရင်ကွဲကွာနိုင်တဲ့အခြေအနေရှိပါတယ်ဒီအရာတွေကိုမိန်းကလေးတိုင်းကဆက်စုံလို့ရှာမုန်းတီးပါတယ်ဒုတိယတစ်ချက်အနေနဲ့မိန်းကလေးတွေရှောင်တတ်တဲ့အမျိုးသားတွေကရည်စားပွေရှုပ်တဲ့သူကိုရှောင်ပါတယ်ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ရည်စားဖြစ်လာပြီဆိုရင်အချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာမိန်းကလေးတွေကတော့တော်တော်များများကတော့ပူချစ်တက်လာတယ်သို့တော်ညာလည်းပဲအမျိုးသားတွေမှာကြာလာတဲ့အများရိုးအီလာတဲ့အရာတွေရှိပါတယ်မိန်းကလေးမှလည်းရှိတတ်ပါတယ်ဒါပေမဲ့ရာဂိုင်နှုန်းအများနည်းပါတယ်ရာဂိုင်နှုန်းအများဆုံးဖြစ်တဲ့အရာပြဿနာတွေကိုပြန်ကြည့်တဲ့အခါမှာအမျိုးသားတွေမှာဖြစ်လိဖြစ်တာအများကြီးကြုံတွေ့ရတတ်ပါတယ်ရိုးအီသွားတာသူနဲ့ရည်စားထားတာပြင်းရင်ကြီးငွေပဲဖြစ်သွားတာတွေရှိပါတယ်ဒါကြောင့်သမီးရည်စားတွေကိုကျမအနေနဲ့ပါမှခြင်းလဲဆိုတော့ရည်စားထားပြီဆိုရင်စာစိတ်မရှိတာနမသားချင်းကိုချင်းစာစိတ်မရှိတဲ့အမျိုးသားတွေကိုအမျိုးသမီးတွေအရန်ပဲမျိုးရှာမုန်းတီးပါတယ်ရည်စားဘဝမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကိုဒီနေ့တစ်ချိန်မှာကွဲကွာသွားတဲ့အခါမှာ social media ပေါ်မှာဖြန့်ပြီးတော့မိန်းကလေးတယောက်အတွက်အဆက်သိက္ခာမဲ့စွာတင်ပြီးတော့အဆက်ခွဲတယ်ပေါ့ဒီလိုမျိုးလှုပ်ဆောင်မှုကိုအမျိုးသမီးတွေအသေးစိတ်နာပါတယ်ဒါကြောင့်အမျိုးသားများကိုရည်စားထားမယ်ဆိုကြတဲ့ကကိုယ့်ရဲ့နှမညီမလေးလိုသဘောထားပြီးတော့ကိုကပြုမှုပြောဆိုတတ်ဖို့လိုအပ်ပါတယ်ဂုဏ်သိက္ခာကာကွယ်ပေးတတ်ဖို့လိုအပ်ပါတယ်ဒါမှယောက်ျားပြီးသားတဲ့ယောက်ျားဖြစ်ပါလိမ့်မယ်နောက်ဆိုရင်ဘလောက်ပဲပစိုးကိုဘလောက်ပဲယောက်ျားပါလို့ပြောယောက်ျားဆန်တဲ့ယောက်ျားတယောက်ဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်နော်မိန်းကလေးတယောက်ကိုချင်းစာနာစိနဲ့သူ့ကိုအဆက်သိက္ခာနဲ့ပတ်သက်ပြီးတော့ဖုံးအုပ်ွယ်ကာပေးတတ်ဖို့လိုအပ်တယ်ရည်စားဘဝမှာရင်ဖွင့်လိုက်တဲ့မြအရာအားလုံးကိုအော်လိုင်းနဲ့အော်ကြီးချဲမနဲ့ရှောက်ပြောနေဖို့မဟုတ်ပါဘူးယောက်ျားလေးအတိုင်းဝိုင်းထဲမှာဟာတအနေနဲ့ဖောက်ပြီးတော့ရေးစရာအနေနဲ့ပြောဖို့မဟုတ်ပါဘူးကိုချင်းစာနာစိထားပေးဖို့ရန်အတွက်လိုအပ်ပါတယ်နောက်နံပါတ်5တစ်ချက်ကတော့ပြင်းရည်တဲ့ယောက်ျားတွေကိုအမျိုးသမီးတွေလုံးဝမကြိုက်ပါဘူးဘာကြောင့်လဲဆိုတော့ကိုမိဘကနေစွန့်ခွာပြီးတော့ဒီနေ့အချိန်မှာကိုအားကိုမဲ့ယောက်ျားကအလုံးမလုံးချင်ပဲပြင်းရည်တဲ့ယောက်ျားဖြစ်တယ်ဆိုရင်ဘယ်မိန်းကလေးကရောနော်ညနေပန်းလာမလဲဘယ်မိန်းကလေးကရောအားကိုလို့ရမလဲဒါကြောင့်အိမ်တော်တစ်ခုတီထောင်မဲ့ယောက်ျားသားတွေအနေနဲ့ကိုယ်တိုင်ရက်တည်တဲ့အောင်ကြိုးစားပါမိဘပတ်စံလက်ဖြန့်တောင်းရင်းနဲ့မှရည်စားထားရင်းနဲ့အိမ်တော်ကျသွားတဲ့ပုံစံတက်ကိုယ့်ရဲ့ငွေချင်းနဲ့စုဆောင်းတက်ပြီးတော့ရှာတက်တဲ့ယောက်ျားကပို့ပြီးတော့မုံမြတ်ပါတယ်အဲ့ဒီလူမျိုးကပဲနော်စူးစမ်းပြီးတော့လုံလောက်ဝရိယရှိတဲ့သူကပဲအိမ်တော်ကျတဲ့အခါမှာဇနီးမယားကိုတင်းအောင်တင်းနေအောင်ထားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပြည်တဲ့ယောက်ျားမဖြစ်ပါစေနဲ့ကြိုးစားပါနောက်နံပါတ်6တစ်ချက်ကမိမိထက်အခြားသူတွေကိုအရန်ဦးစားပေးလွန်းတဲ့ယောက်ျားမျိုးတွေကိုမိန်းကလေးတွေကမကြိုက်ပါဘူးတချို့သောသူတွေကအိမ်အောင်ကျသွားတဲ့အထိကိုမိဘကိုအရန်ချစ်တာကောင်းပါတယ်ဒါပေမဲ့ကိုအိမ်အောင်တစ်ခုတီထောင်လာပြီးဖြစ်တည်လာပြီးဆိုရင်ကိုရဲ့ဇနီးတွေကိုလည်းတန်ဖိုးထားတတ်ဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ငါမိဘမှာငါမိဘနော်ကျန်တာတွေနင်တို့ကအရေးမကြီးဘူးဆိုရင်အဲ့ဒီအိမ်အောင်ကြီးကပြိုကွဲတတ်ပါတယ်တချို့တွေကလည်းအပေါင်းအသင်းမှာငါအပေါင်းအသင်းမှာငါအပေါင်းအသင်းဇနီးမယားဘလို့ပဲဖြစ်နေပါစေငါအပေါင်းအသင်းလာမထိနဲ့ဆိုတဲ့လူမျိုးတွေလည်းရှိပါတယ်ကိုအပေါင်းအသင်းပေါ်မှာတစ္ဆာရှိတာတော့ဟုတ်ပါပြီကိုလက်ထက်ယူထားတဲ့ဇနီးမယားပေါ်မှာပို့ပြီးတော့တောင်တစ္ဆာရှိတတ်တင်ပါတယ်နော်အပေါင်းအသင်းတောင်တစ္ဆာရှိတယ်ဆိုရင်ဇနီးတဲ့ပေါ်မှာပို့ပြီးတော့တစ္ဆာရှိရမှာဖြစ်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အချိန်မပေးတော့ဘဲနဲ့ဂယုမဆိုင်တော့ဘဲနဲ့ပြစ်ထားလာပြီဆိုရင်မိန်းကလေးတယောက်ကဘာဖြစ်တတ်လဲသိလားကြာလာရင်သွေးအေးတတ်တယ်အမျိုးသမီးတွေကအချစ်မခံရဘူးဆိုရင်အဲ့ဒီအချစ်ကိုအရန်ငှက်ပြီးတော့သူတို့ကမရမကမျက်ရည်မျက်ခွက်နဲ့သူတို့လိုက်တတ်တယ်အဖိုးကဘလောက်ပေးလိုက်တတ်တယ်ဒါပေမဲ့ပြစ်ထားခံရဖန်9နှစ်အတွင်းမှာမင်္ဂလာဆောင်နိုင်အောင်ကြိုးစားပါဒါသူတွေရဲ့ပြန်လဲရှာဖွေတွေ့ရှိချက်လည်းဖြစ်ပါတယ်ဘာကြောင့်တရားကိုပြောရလဲဆိုတော့9နှစ်သက်တမ်းထက်ကျော်သွားပြီဆိုရင်တယောက်အကြောင်းတယောက်အရန်သိသွားတယ်တယောက်ရဲ့အားနည်းချက်ကိုတယောက်သိသွားတဲ့အတွက်လိုတာထက်ပိုပြီးအရန်သိသွားတဲ့အတွက်ကြောင့်မလို့အထင်ကြီးလေးစားမှုမရှိတော့ဘူးရိုးအီလာတယ်သူနဲ့တွဲရတာညင်းငွေလာတယ်ဘာခံစားချက်မှမရှိတော့ဘူးအဲ့လိုမျိုးဖြစ်လာတဲ့အတွက်ကြောင့်မလို့သမီးစားထားတဲ့အခါမှာ9နှစ်အတွင်းမင်္ဂလာဆောင်ပါ9နှစ်တက်ကျော်သွားပြီးတော့တစ္ဆာရှိတဲ့သူတွေလည်းရှိပါတယ်ရှားတော့အရန်ရှားပါတယ်ဒါကြောင့်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ရည်စားပွေရှုံးမှုတွေပါကြုံလာတတ်တယ်ဒီຢာတွေကိုအမျိုးသမီးတွေကအရန်ဆက်ဆုပ်ယုံရှာမုန်းတီးပါတယ်
ကိုကလည်းမထားသလိုသူကလည်းပွေရှုံးမှုကိုလက်မခံချင်ပါဘူးမုံပဲဝေစားပါမယ်ချစ်သူကတော့မဝေစားပါဘူးနော်ရီစားမဝေစားပါဘူးနောက်တစ်ချက်အနေနဲ့ကတော့မိန်းကလေးတွေရှောင်တဲ့မျိုးသားတွေကတော့အတော့အစားလောင်ကစားတက်မှတ်တဲ့ယောက်ျားတွေကိုမိန်းကလေးတွေမကြိုက်ပါဘူးအရန်ချစ်လို့အဖိုးခပေးလုံးနေဆိုရင်တော့မှညိတ်မျက်ခွက်နဲ့သူအဖိုးခပေးရတာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းကွဲကွာသွားတဲ့အိမ်တောင်တွေအများကြီးရှိပါတယ်ဒါကြောင့်ယောက်ျားလေးများအနေနဲ့ကိုရိုင်းကတော့ဒီနေ့တစ်ချိန်မှာသူတို့ဘာသမီးပြူတွေကိုလက်ထပ်တော့မယ်ဆိုရင်အတော့အစားလောင်ကစားတက်မှတ်မှုတွေကိုရှောင်ရှားဖို့ရန်အတွက်လိုအပ်ပါတယ်ဒီအရာကအမျိုးသမီးတွေကြာရှည်အိမ်တော်ကြီးလည်းမခံနိုင်သလိုရေးစားပွားမှာလည်းကြာရင်အဆင်မပြေမှုကြုံရပါတယ်ကဲပြီးအမျိုးသမီးရောအမျိုးသားအတော့စားအရန်ကြိုက်တယ်ဆိုရင်တော့တို့ကတော့တွဲဖက်လို့ရတာပေါ့သို့တော်ညာလည်းပဲအိမ်တော်တစ်ခုတာရတဲ့အိမ်တော်တော့ရရှိဖြစ်လာခြင်းမှဖြစ်လာလိမ့်မယ်ဒီအရာတွေကိုတော့ကျင်းတီကြုံတွေ့ရမှာဖြစ်တယ်နောက်တစ်ချက်နံပါတ်၄တစ်ချက်အနေနဲ့အမျိုးသမီးတွေရှောင်တဲ့အမျိုးသားတွေကကိုချင်းစာစိတ်မရှိတာနှမသားချင်းကိုချင်းစာစိတ်မရှိတဲ့အမျိုးသားတွေကိုအမျိုးသမီးတွေအရန်ပဲလိုရှာမုန်းတီးပါတယ်ရေးစားပွားမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကိုဒီနေ့တစ်ချိန်မှာကွဲကွာသွားတဲ့အခါမှာ social media ပေါ်မှာဖြန့်ပြီးတော့မိန်းကလေးတယောက်အတွက်အရှက်သိက္ခာမဲ့စွာတင်ပြီးတော့အရှက်ခွဲတယ်ပေါ့ဒီလိုမျိုးလှုပ်ဆောင်မှုကိုအမျိုးသမီးတွေအသေးစိတ်နာပါတယ်ဒါကြောင့်အမျိုးသားများကိုရေးစားထားမယ်ဆိုကြတဲ့ကကိုယ့်ရဲ့နှမညီမလေးလိုသဘောထားပြီးတော့ကိုကပြုမှုပြောဆိုတတ်ဖို့လိုအပ်ပါတယ်ဂုဏ်သိက္ခာကာကွယ်ပေးတတ်ဖို့လိုအပ်ပါတယ်ဒါမှယောက်ျားပီသားတဲ့ယောက်ျားဖြစ်ပါလိမ့်မယ်နောက်ဆိုရင်ဘလောက်ပဲပစိုးကိုဘလောက်ပဲယောက်ျားပါလို့ပြောယောက်ျားဆန်တဲ့ယောက်ျားတယောက်ဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်နော်မိန်းကလေးတယောက်ကိုချင်းစာနာစိနဲ့သူ့ကိုအရှက်သိက္ခာနဲ့ပတ်သက်ပြီးတော့ဟုံးအုပ်ွယ်ကပေးတတ်ဖို့လိုအပ်တယ်ရီစားပွားမှာရင်ဖွင့်လိုက်တဲ့မြအရာအားလုံးကိုအော်လိုင်းနဲ့အော်ကြီးချင်းမနဲ့ရှောက်ပြောနေဖို့မဟုတ်ပါဘူးယောက်ျားလေးအတိုင်းဝိုင်းထဲမှာဟာတာအနေနဲ့ဖောက်ပြီးတော့ရေးစရာအနေနဲ့ပြောဖို့မဟုတ်ပါဘူးကိုချင်းစာနာစိထားပြီးဖို့ရန်အတွက်လိုအပ်ပါတယ်နောက်နံပါတ်5တစ်ချက်ကတော့ပြင်းရည်တဲ့ယောက်ျားတွေကိုအမျိုးသမီးတွေလုံးဝမကြိုက်ပါဘူးဒါကြောင့်လဲဆိုတော့ကိုမိဘကနေစွန့်ခွာပြီးတော့ဒီနေ့အချိန်မှာကိုအားကိုမဲ့ယောက်ျားကအလုံးမလုံးချင်ပဲပြင်းရည်တဲ့ယောက်ျားဖြစ်တယ်ဆိုရင်ဘယ်မိန်းကလေးကရောနော်ညနေပန်းလာမလဲဘယ်မိန်းကလေးကရောအားကိုလို့ရမလဲဒါကြောင့်အိမ်တော်တစ်ခုတီထောင်မဲ့ယောက်ျားသားတွေအနေနဲ့ကိုရိုင်းရက်တီတအောင်ကြိုးစားပါမိဘပတ်စံလက်ဖြန့်တောင်းရင်းနဲ့မှရီစားထားရင်းနဲ့အိမ်တော်ကျသွားတဲ့ပုံစံတက်ကိုယ့်ရဲ့ငွေချင်းနဲ့စူဆောင်းတက်ပြီးတော့ရှာတက်တဲ့ယောက်ျားကပို့ပြီးတော့မွန်မြတ်ပါတယ်အဲ့ဒီလူမျိုးကပဲနော်စူးစားပြီးတော့လုံနာဝရိယရှိတဲ့သူကပဲအိမ်တော်ကျတဲ့အခါမှာဇနီးမယားကိုတင်းအောင်ထားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပြည်တဲ့ယောက်ျားမဖြစ်ပါစေနဲ့ကြိုးစားပါနောက်နံပါတ်6တစ်ချက်ကမိမိထက်ပါပါတယ်သူတို့အိမ်အောင်ပြုတ်လိုက်တဲ့ဆိုကြတဲ့ကသူတို့ကိုဆွဲခေါ်ပေးမဲ့သူဥဆောင်ပေးမဲ့သူကိုလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသားများကိုယ့်ရဲ့အရေးချင်းကိုတိုးတက်အောင်လုပ်ပါကိုရွေးချယ်လိုက်တဲ့အမျိုးသမီးထက်ကိုကအမြဲတမ်းတိုးတက်နေပါစေလေးလာမှုပိုင်းမှာတင်ယူမှုပိုင်းမှာလှုပ်ဆောင်မှုပိုင်းမှာအမြဲတမ်းသူ့ရှေ့ကနေဥဆောင်ဥရွယ်ပြုတ်နိုင်ဖို့ရန်အတွက်တင်သွားပါဘာကြောင့်တရားကိုပြောလဲဆိုတော့သူကကိုယ့်ထက်အရန်တော်နေတယ်အရန်ထက်မြက်နေပြီးတော့ကိုကရေတာခိုးပြီးအမြဲလိုက်နေတဲ့သူတယောက်အောက်မှာကြာရင်အမျိုးသမီးတယောက်ကဝန်ခံဖို့လည်းခက်ခဲတတ်ပါတယ်ဒါကြောင့်ကိုရိုင်းကစူးစမ်းပြီးတော့ဥဆောင်နိုင်တဲ့သူတယောက်ဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်ဒီအချက်9ချက်စလုံးကအမျိုးသမီးတွေရှောင်တတ်တဲ့ဇယိုက်လက္ခဏာတွေဖြစ်ပါတယ်အမျိုးသမီးတွေမကြိုက်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်အများကြီးတဲကနေပြီးတော့ဒီချက်9ချက်ကိုအားလုံးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်